ကြောင်းမျိုးကြောင့်ပျက်စီးပြုံးတီးနေတဲ့ဒီရေတော်တွေကိုဒေသခံပြည်သူလူထုကိုယ်တိုင်ဆောင်ပြီးပြန်လည်ထူထောင်တဲ့အခါမှာလိုအပ်တဲ့ဒီရေတော်ပြုံးရင်တစ်ခုကိုစနစ်တကျတည်ထောင်တတ်စေတဲ့စွမ်းဆောင်မှုပြည်တင်ပြည်လုပ်ငန်းကိုမှန်းကဆောင်ရွက်ပေးရရှိပါတယ်။ပြုံးရင်မှာပြုစုပြောထောင်လို့တဲ့ဒီရေတော်တင်မျိုးတွေကိုရွေးချယ်တဲ့အခါမှာဒီရေတော်တင်မျိုးတစ်မျိုးချင်းစီရဲ့တွင်ပြင်လက္ခဏာပေါက်ရောက်နေတဲ့နေရာအပွင့်ပွင့်မှုအသီးရင်မှန်မှုအသီးအစစ်စနစ်တကျစုဆောင်းနိုင်မှုနဲ့အခြေရာတွေတစ်မျိုးအလိုက်မတူညီတဲ့ပြုစုပြောထောင်ခြင်းနည်းစနစ်အစရှိရာတွေကိုစနစ်တကျမှတ်သားဆောင်ရွက်ရပါတယ်။ဒါအပြင်တဘာဝအတိုင်းဒီရောတစ်မျိုးများရဲ့အုပ်စုဖွဲ့ပေါက်ရောက်မှုနဲ့တစ်မျိုးချင်းစီရဲ့စီဝါယူပါအချက်လက်တွေကိုကောင်းမွန်စွာနားလည်မှသာစိုက်မဲ့နေရာနဲ့အသင့်လျော်ဆုံးဖြစ်တဲ့တစ်မျိုးကိုရွေးချယ်နိုင်ဖို့ဟာစိုက်ခင်းတစ်ခုရဲ့အောင်မြင်ဖို့အတွက်အဓိကအချက်ဖြစ်ပါတယ်။ပြုံးရည်တည်ထောင်ဖို့တင့်လျော်တဲ့နေရာရွေးချယ်ပြီးတဲ့နောက်မှာစိုက်ပျိုးမဲ့သစ်စေစုဆောင်းတာပြုံးရည်ပြင်ဆင်တာသစ်စေတွေကိုပြုံးရည်တွင်ဓာတ်ရိုက်ပြုထောင်တာစတဲ့လုပ်ငန်းတွေကိုစိုက်ခင်းမြေနေရာမှာမြေချစိုက်ခင်းတဲ့လုပ်ငန်းရာတွေအမိဆောင်ရွက်နိုင်တဲ့အတွက်ပြုံးရည်အချိန်စရာနာဇရီကလန်ဒါကိုစနစ်တကျနားလည်သဘောပေါက်မှာဖြစ်ပါတယ်။ဒါအပြင်ဒေသခံတင်နန်းသားများစာရီလက်တွေ့ပုံမူသဘောပေါက်နားလည်စေဖို့အတွက်လက်ရှိနှစ်ရှည်သားများတည်ထောင်ထားရှိတဲ့ဒီရောပြုံးရင်တွားရောက်လေ့လာပြီးအုပ်ချုပ်သူများနဲ့စာရီလက်တွေ့ဆွေးနွေးလေ့လာတည်ယူစီခြင်းများကိုစီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။အခုလိုစာရီလက်တွေ့စနစ်တကျတင်နန်းပို့ချပြီးတဲ့နောက်ပိုင်းမှာဒေသခံများကိုယ်တိုင်ဒီရောပြုံးရင်များကိုယ်တိုင်တည်ထောင်လာနိုင်ခဲ့ကြတဲ့အတွက်အနာဂတ်ကာလမှာဒီရေတော်များပြန်လည်ပြုစုထိန်းသိမ်းတဲ့လုပ်ငန်းတွေဟာပုံမူထိရောက်အောင်မြင်လာမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်